ကြောက်ကဘာပေးမှာတော့စန်ကူယူဇူရီဟာနဲ့ဆူကာဆာတို့ရင်ဆိုင်နေကြပါတယ်ဆူကာဆာကစန်ကူရဲ့ညံရီကိုရှော့တွက်တဲ့သူမျိုးမဟုတ်ပါဘူးဘာလို့လဲဆိုရင်စန်ကူအသက်ရှင်နေတဲ့များကာလပတ်လုံးမှာသိပ္ပံပညာနဲ့ခေတ်သစ်ကဘာကြီးကိုပြန်တည်ဆောက်မှာဖြစ်ပြီးအာနာနဲ့ငွေကြေးနောက်လိုက်မဲ့လူကြီးတွေပြန်နိုးလာကြမှာကိုဆူကာဆာသိနေလို့ပဲဖြစ်ပါတယ်ဒါကြောင့်ဆူကာဆာကစန်ကူကိုရွေးချယ်စရာတစ်ခုပေးလိုက်ပါတယ်သိပ္ပံပညာကိုလုံးဝစွန့်လို့ရင်အသက်ချမ်းသာပေးမယ်ဆိုပြီးတော့ပါဒါပေမဲ့စန်ကူအတွက်သိပ္ပံဆိုတာသူ့အသက်ထက်ပိုအရေးကြီးတဲ့အရာဖြစ်နေတာကြောင့်ဆူကာဆာရဲ့ကမ်းလှမ်းချက်ကိုစန်ကူကပြုံးပြီးတော့ပဲညှင်းလိုက်ပါတယ်ညှင်းလိုက်တာနဲ့ဆူကာဆာကလည်းရက်ရက်ဆက်ဆက်မတက်ချင်တာကြောင့်စန်ကူရဲ့ level နောက်ဘက်မှာရှိတဲ့ကြောရိုးနဲ့အုံနောက်ဆက်ထားတဲ့နေရာကိုအရှိန်အပြည့်နဲ့တစ်ချက်တည်းရိုက်ပြီးအဆုံးသတ်ပေးမယ်လို့ပြောလိုက်ပါတယ်ဆူကာဆာရဲ့ပြင်းထန်တဲ့ရိုက်ချက်ကြောင့်စန်ကူရဲ့ခန္ဓာကိုယ်ဟာမြေပေါ်ကိုအယုတ်ကျိုးပြက်လဲကျသွားပြီးမလှုပ်မရှက်ဖြစ်သွားပါတယ်ယူဇူရီဟာကတော့စန်ကူကိုအော်ခေါ်နေပြီးမျက်ရည်ကျနေုံမှလွဲလို့ဘာမှမလုပ်နိုင်ဖြစ်နေရှာပါတယ်။ဒီအချိန်မှာမိကိုအချက်ပြမှုကိုမြင်ပြီးတိုက်ကျူရောက်လာခဲ့ပါတယ်။သူ့ရဲ့အချစ်ဆုံးတငယ်ချင်းတည်ဆုံးနေတာကိုမြင်လိုက်ရတဲ့တိုက်ကျူရဲ့ဝမ်းနည်းမှုဟာတဖြည်းဖြည်းနဲ့တိတ်ဆိတ်တဲ့ဒေါသအဖြစ်ပြောင်းလဲသွားပါတယ်။ဒါပေမဲ့တိုက်ကျူကသူ့ဒေါသနဲ့စိတ်လိုက်မှလှုပ်လိုက်ရင်တငယ်ချင်းဖြစ်သူအသက်ပေးခဲ့တာကအလဟတ်သက်ဖြစ်မှာကိုတွေးမိတာကြောင့်သူ့စိတ်ကိုထိန်ပြီးပြေးဖို့ကိုပဲဆုံးဖြတ်လိုက်ပါတယ်။ဆူကာဆာကတိုက်ကျူကိုပါတက်ဖို့ပြင်လိုက်ချိန်မှာတိုက်ကျူကဘေးမှာရှိတဲ့အလွန်ကြီးမားတဲ့ကြောက်တုံးကြီးကိုမပြီးတော့ကောင်းကင်ပေါ်ပြစ်တင်လိုက်ပါတယ်။ဆူကာဆာရဲ့အာယုံတွေအပေါ်ဘက်ကိုရောက်သွားတဲ့အဲ့ဒီစက္ကန့်ပိုင်းလေးမှာပဲတိုက်ကျူနဲ့ယူဇူရီဟာတို့ကကြိုပြင်ထားတဲ့ရန်မုံအိုးကိုမီးရှို့ပောက်ကွဲစေခဲ့ပြီးမီးခိုးတွေကြားထဲကနေစန်ကူရဲ့ခန္ဓာကိုယ်ကိုယူပြီးတောအုပ်ထဲကိုခုန်ချထွက်ပြေးလွတ်မြောက်သွားကြပါတယ်။မိုးကလည်းတဲကြီးမဲကြီးရွာနေတဲ့အချိန်မှာတော့တိုက်ကျူတယောက်စန်ကူမရှိတော့ဘူးဆိုတာကိုလက်မခံနိုင်ပဲအသေးအတန်နှိုးနေပါတယ်။စန်ကူလိုကောင်မျိုးကအကြောင်းမရှိပဲအသေးခံမဲ့ကောင်မျိုးမဟုတ်တာကြောင့်တဲလွန်စာတစ်ခုခုထားခဲ့မယ်ဆိုတာကိုတိုက်ကျူတေချာသိနေခဲ့ပါတယ်။ခေါင်းချောက်အောင်စဉ်းစားပြီးတဲ့နောက်မှာတော့တိုက်ကျူရဲ့ခေါင်းထဲမှာပွဲမစခင်ကစန်ကူရဲ့ထူးဆန်းတဲ့အမူအရာကိုသတိရသွားပါတယ်။စန်ကူကသူ့ရဲ့ပုံမှန်လုပ်နေကြအကျဉ်းမဟုတ်ဘဲနဲ့လေဘင်းကိုအချိန်ချင်းချိုးနေခဲ့တာကိုသတိထားမိသွားကြတာဖြစ်ပါတယ်။စန်ကူရဲ့လေဘင်းကိုတေချာစစ်ကြည့်လိုက်တဲ့အခါမှာတော့ဆူကာဆာရိုက်လိုက်တဲ့နေရာမှာကြောက်ဖြစ်နေတဲ့အစိပ်ပိုင်းတေးသေးလေးကျန်နေသေးတာကိုတွေ့လိုက်ရပါတယ်။ပြန်လဲရှင်တန်ချင်းစေးရီဟာကြောက်ခွန်ကိုပျော်စေရုံတင်မကပဲပြန်နိုးလာချိန်မှာပျက်စီးနေတဲ့ခန္ဓာကိုယ်အစိပ်ပိုင်းကိုပါပြန်လဲပြုပြင်ပေးနိုင်တယ်ဆိုတဲ့သိပ္ပံအချက်ကိုထိုက်ကျူသတိရသွားပြီးစန်ကူရဲ့လေဘင်းကကြောက်အပိုင်းစာလေးအပေါ်ကိုစေးရီလောင်းချလိုက်ပါတယ်။အဲ့ဒီအချိန်မှာဇလန်းကအတိတ်ကိုပြန်ရောက်သွားခဲ့ပါတယ်။ကြောက်ရွံ့ဖြစ်နေကြတဲ့နှစ်ပေါင်း3900ကာလပတ်လုံးမှာစန်ကူကစိတ်ထဲကနေစက္ကန့်ပေါင်းတန်းထောင်တဲ့ချီကိုစက္ကန့်မလက်ရေးတွဲရင်အသိစိတ်ကိုထိမ့်သိမ်းထားခဲ့ရတာဖြစ်ပါတယ်။9938ခုနှစ်ဧပြီလ1ရက်နေ့မှာတော့စန်ကူတယောက်နိုးထလာနိုင်ခဲ့ပါတယ်။ဘာမှမရှိတဲ့ကြောက်ကဘာကြီးထဲမှာတယောက်တည်းဖင်ပြောင်ပြောင်နဲ့နိုးလာပေမဲ့စန်ကူစိတ်မပြတ်ခဲ့ပါဘူး။တိရွက်နဲ့အဝတ်လုပ်တဲ့ဂူကိုအိမ်လုပ်တဲ့ကြောက်တုံးတွေကိုတုံပြီးကိရိယာတွေဖန်တီးတယ်။အခက်ခဲဆုံးဖြစ်တဲ့မိကိုလည်းဇွဲမလျှော့ပဲအကြိမ်ကြိမ်ကြာရှုံးရင်းနဲ့စမ်းသပ်မှုတစ်ခုပြီးတစ်ခုလုပ်ရင်အောင်မြင်အောင်မှွေးနိုင်ခဲ့ပါတယ်။စန်ကူကသူပထမဆုံးနိုးလာခဲ့တဲ့နေ့ကိုလူသားသမိုင်းရဲ့အစဆုံးနေ့အဖြစ် Year 0လို့သတ်မှတ်လိုက်ပြီးလုံးစုံပျက်စီးသွားတဲ့ကမ္ဘာမှာအသိပံပညာကိုတုံညကနေပြန်ပြီးစတင်တည်ဆောက်ခဲ့တဲ့စောက်ကြောတင်းတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။လက်ရှိအချိန်ကိုပြန်ရောက်လာတဲ့အခါမှာတော့စန်ကူရဲ့လေဘင်းကကြောက်ပိုင်းစာလေးတွေကိုစေးရည်တွေကစိတ်ဝင်သွားတာကြောင့်ဓာတ်တုံပြန်မှုဖြစ်လာပါတယ်။ကြောက်စာလေးလည်းအကွဲသွားပြီးဆူကာဆာရဲ့ချိုးခဲ့တဲ့နေရာဟာလည်းစေးအစွမ်းကြောင့်ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ဒါပေမဲ့ဆူကာဆာကတော့သူတို့ကိုလိုက်ရှာနေတော့မှာပဲ။သိပ္ပံနဲ့အနာဂတ်ကိုတိစောက်မဲ့စန်ကူနဲ့ခေတ်သစ်လူကြီးတွေကိုအရာမသွင်းကျင်တဲ့ဆူကာဆာတို့ရဲ့စစ်ပွဲကအခုမှတကယ်စမှာဖြစ်ပါတယ်။စန်ကူတို့ဆူကာဆာရဲ့လက်ကနေဘလို့လွတ်အောင်ပြေးကြမလဲ။လူသားတွေကိုကြောက်ရွံ့ဖြစ်စေခဲ့တဲ့လျှို့ဝှက်ချက်ကရောဘာလဲ။နောက်အပိုင်းတွေမှာဆက်လက်ကြည့်ရှုလိုက်ကြပါအောင်ခင်ဗျာ။自己紹介もまだだったが